အနုပညာဆိုတာကလောက်တန်ကုသိုလ်ရတာပဲဒီလိုမှားယွင်းတဲ့သတင်းစကားတွေမပေးဘူးပြည်သူလူအခုဆိုရင်ဟို LGBT တွေနဲ့ပတ်သက်တယ်ဆိုရင်လည်းတိတ်ခါချတဲ့လူဒန်းစားတရအဖြစ်သူတို့ဒီအဲ့ဒီ industry တစ်ခုလုံးကနေပြီးတော့ပုံဖော်တာပဲလေနောက်တစ်ခုကဒီတို့ဟာယဉ်ကျေးရတယ်ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဆိုပြီးတော့အမြဲပြောတယ်မသိရင်သူများတခြားဘာသာတွေကမယဉ်ကျေးသလိုပဲပြည်သူလူထုကိုမတိမတာငါတို့ဘာသာပဲကောင်းပြီသူများဘာသာတွေကအဆင့်မရှိဘူးဆိုတဲ့ပုံစံဖြစ်အောင်လို့ဆရာနာရှင်ကြိုက်ဒီစကလုံးလေးတွေသူတွေကလူတွေကတော့မသိဘူးဖလေးတွေနော်ဆရာကျွန်တော်တို့ကယဉ်ကျေးတယ်ကျွန်တော်တို့ကဗုဒ္ဓဘာသာဗမာလူမျိုးတွေဟာဗမာလူမျိုးမဟုတ်ရင်မယဉ်ကျေးသလိုလို့ဗုဒ္ဓဘာသာမဟုတ်ရင်ပဲရိုင်းသလိုလို့ပြည်သူလူထုကိုမတိမတာပေါ့နော်မတိမတာအဲ့လိုဟိုဝါရဖြန့်တာပေါ့နော်ဇက်ကားတွေထဲကနေပြီးတော့နောက်တစ်ခုဘာဝါရဖြန့်တော့ဆိုတော့အဲ့ဒါအင်မတန်ကြောက်စရာကောင်းတယ်အဲ့ဒါကဘာလဲဆိုတော့အတိုးအညွန့်ယူတဲ့သူတွေကိုမသိရင်မွတ်စလင်တွေကယူသလိုလို့တကယ်တော့တပည့်တော်တို့တရားမှာလေဝါဟာလလာဟူဟာရာမာဝါဟာရမာရီဘာဟုတ်ဆရာတပည့်တော်တို့တရားမှာရီဘာဆိုတဲ့အတိုးအညွန့်ကအကုသိုလ်အကြီးဆုံးအကုသိုလ်အကြီးဆုံးကုရ်အာန်မှာဘယ်လောက်ထိပြောသလဲဆိုရင်အဲ့ဒီအတိုးအညွန့်ယူတာဟာတဲ့အလာနဲ့တမန်တော်မုဟမ္မဒ်ကိုစစ်ကြင်ညာနဲ့အတူတူပဲ